မြန်မာနိုင်ငံရဲ့တမိုင်းမှာလူပေါင်းတန်းတဲ့ချီရဲ့နိုင်ဝက်ကိုတရားဝင်ဖျောက်ဖျက်ပစ်ခဲ့တဲ့ညတညရှိတယ်ဆိုတာသိသိပါသလား1989ခုနှစ်ဝန်းကျင်မှာတကမ္ဘာလုံးကအချိန်ကိုတိုးတက်ဖို့ကြိုးစားနေတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့ထိုစဉ်ကအုပ်ချုပ်တဲ့သူတွေကစန့်ကျင်ဘက်ကိုလှုပ်ခဲ့ပါတယ်။သူတို့ကမြန်မာစံတော်ချိန်ကိုနိုင်ဝက်နောက်ဆုတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။1989ခုနှစ်စက်တင်ဘာ1ရက်နေ့အဲ့ဒီနေ့ညတကောင်မှာတနိုင်ငံလုံးကနိုင်တွေကိုနိုင်ဝက်နောက်ဆုတ်ဖို့အမိန့်ထုတ်ခဲ့ပါတယ်။ဘာကြောင့်လဲတရားဝင်ကြီးညာချက်တွေအရတော့အိန္ဒိချင်းထိုင်းနိုင်ငံနဲ့အချိန်ကွာခြားမှုကိုညှိနှိုင်းဖို့လို့ဆိုပေမဲ့တကယ်လေဝတ်ချက်ကတော့ဗီဒီနဲ့နက်ခတ်ကြောင်ပါလေဝတ်ချက်ကတော့ကိုကနန်းကိုယူသွတ်တဲ့ယုံကြည်မှုကြောင့်ပါအဲ့ဒီအချိန်ကအုပ်ချုပ်သွက်သူတွေကနိုင်ငံရဲ့ကကြမ္မာကိုပြောင်းလဲဖို့အတွက်အချိန်ကိုပါကစားခဲ့ကြတာပါဒါပေမဲ့အချိန်ကိုကစားလိုက်တဲ့နောက်မှာနိုင်ငံဟာကြောက်စရာကောင်းတဲ့မှိုင်မိုင်းမှုတွေနဲ့ကတ်ဆိုးတွေတွေကိုတဖြည်းဖြည်းကျတော့သွားခဲ့ပါတယ်ဒါကရိုးရိုးအချိန်ပြောင်းတာလားဒါမှမဟုတ်အချိန်ကိုရစ်ပူစော်လိုက်တာလားပြောင်းဆုံးသွားတဲ့အဲ့ဒီမိနစ်30ထဲမှာဘလို့နည်းနည်းတဲ့အမောင်တို့တွေပုံကွယ်နေမလဲဆိုတာဘယ်သူမှမသိနိုင်တော့ပါဘူး